သက်ငယ်ငယ်လေးနဲ့အွန်လိုင်းပေါ်ကနေပကြီးဆွဲပြီးတော့ပတ်စံရှာနိုင်နေပြီဖြစ်တဲ့သမီးအကြီးလေးဝတီကြောင့်တအိမ်သားလုံးအံ့ဩခဲ့ရတယ်ဆိုတဲ့တရုတ်ဆောင်နန္နာလိုင်းတို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်နန္နာလိုင်းကတော့တခေတ်တစ်ခါကထိတ်တန်းမင်းသမီးတယောက်အနေနဲ့နာမည်ကြီးခဲ့တယ်ဆိုပေမဲ့အိမ်အောင်ကြပြီးလို့သမီး၃ယောက်ကိုမွေးဖွားပြီးချိန်မှာတော့အမှုပညာအလုပ်တွေအားလုံးကိုရပ်တန့်ခဲ့ကမိသားစုအတွက်သာအချိန်အပြည့်အဝပေးရင်းနဲ့သမီး၃ယောက်ရဲ့နဘေးနာလေးမှာလိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးရင်သမီး၃ယောက်အတွက်မှန်ကန်ကောင်းမွန်တဲ့လမ်းကြောင်းတွေကိုချပြပေးလျက်ရှိတာပဲဖြစ်ပါတယ်။တရုတ်ဆောင်နန္နာလိုင်းကသူမကိုယ်တိုင်ကလည်းအမှုပညာအလုပ်ကနေရနာလိုက်သလိုသမီး၃ယောက်စလုံးကိုလည်းအမှုပညာအတိုင်းဝိုင်းနဲ့နီးစပ်စေခြင်းမရှိပဲပညာရေးကိုသာအဓိကဦးစားပေးခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့တရုတ်ဆောင်နန္နာလိုင်းရဲ့သမီး၃ယောက်စလုံးကအရွယ်တစ်ခုစီကိုရောက်ရှိလာကြပြီဖြစ်ပြီးသမီးတွေရဲ့ဝါသနာတွေနဲ့ပတ်သက်ပြီးတော့လည်းမိဘတွေအနေနဲ့သိခွင့်ရရှိခဲ့ပြီလို့လည်းသိရပါတယ်။တရုတ်ဆောင်နန္နာလိုင်းရဲ့သမီး၃ယောက်ထဲကသမီးအကြီးဆုံးဖြစ်တဲ့ဇေဝတီလိုင်းကတော့ငယ်စဉ်ကလေးဘဝကလေးကပကြီးအနုပညာကိုဝါသနာကြီးလွန်းသူဖြစ်တာကြောင့်မင်းသမီးနန္နာလိုင်းကစနစ်တကျနဲ့ပြုစုပြောထောင်ပေးခဲ့ကအခုဆိုရင်တော့ဝတီလေးက website ပေါ်ကနေပကြီးပုံတွေဆွဲပြီးတော့ငွေရှာနိုင်တဲ့အထိအောင်မြင်လာခဲ့ပြီလည်းဖြစ်ပါတယ်။သမီး၃ယောက်ဖေဖေဖြစ်တဲ့ဦးစေတီဟာကသမီးလေးဝတီအကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတအိမ်သားလုံးတအံ့တအောဖြစ်ခဲ့ရတယ်လို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဦးစေတီဟာကဒီနေ့မှသမီးဝတီနဲ့ပတ်သက်ပြီးတအိမ်လုံးအကုန်အံ့ဩနေကြရတဲ့ website တစ်ခုပေါ်မှာဝတီကပကြီးတွေဆွဲပြီးတော့ပတ်စံရှာနေတာသူ့ကိုသိချမေးကြည့်တော့မှပုံတွေအများကြီးရောင်းပြီးသွားပြီတဲ့။ဘဏ်အကောင့်တော့မဖွင့်ရသေးတော့ romance game ပတ်စံနဲ့ပဲလက်ခံရတယ်လို့ပြောတယ်။နောက်ရက်တွေကြာရင်တော့သူ့ကိုဘဏ်အကောင့်တစ်ခုဖွင့်ပေးရတော့မယ်။ဆွဲကားကအနည်းဆုံးဒေါ်လာ50ကနေစယူပါတယ်တဲ့။အဲ့ဒါကြောင့်နေ့တိုင်းပုံတွေဆွဲနေတာဒီနေ့မှဆက်မိတယ်။ဒါတွေကသူ့ရဲ့ website ပေါ်မှာနမူနာတင်ထားတဲ့လက်ရာတွေပါဟုဆိုကဝတီလေးကသူမရဲ့ပကြီးလက်ရာပုံတွေကိုတပုံကိုဒေါ်လာ50ကအနည်းဆုံးစယူပြီးဒေါ်လာ100ဒေါ်လာ200အထိလက်ရာအလိုက်တပုံချင်းစီရဲ့ဈေးနှုန်းတွေကိုသတ်မှတ်ထားတာဖြစ်တယ်လို့ဦးစေတီဟာကပြောလာခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်တော့လူမှုကွန်ရက်ပေါ်ကနေပုံစံမျိုးစုံနဲ့ဝင်ငွေရှာလို့ရနေပြီဖြစ်ပြီးဝတီလေးကတော့ပကြီးပညာမှာထူးချွန်တာကြောင့်နိုင်ငံတကာက developer တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေခဲ့ကသူ့ရဲ့ပကြီးပညာကိုအသုံးချပြီးနေ့စဉ်နဲ့အမျှဒေါ်လာဝင်ငွေရရှိနေပြီဖြစ်တာကြောင့်နန္နာလိုင်းတို့တမိသားစုလုံးကတော့အံ့ဩခဲ့ကြရတာပဲဖြစ်ပါတယ်။